အားလုံးပဲမင်္ဂလာပါအားလုံး BS Scan Japanese Language Online Class ကနေပြီးတော့ Nutri စာနဲ့ကြိုဆိုလိုက်ပါတယ်ဆိုတော့နောက်ဒီနေ့သင်ခန်းစာဗီဒီယိုမစခင်မှာအရှိတစ်ခေါက်ဗီဒီယိုဟုတ်ပြီနော်နောက်ပြီးခဲ့တဲ့ဗီဒီယိုတစ်ခုဖြစ်တဲ့ဒီရိုမာကြီးရဲ့ပထမဆုံးပတ်ဝန်းလေးကိုလေ့လာတဲ့ဟာလေးကိုပြန်ပြီးနှွေးကြည့်အောင်အားလုံးဘလို့လဲမနေ့ကမှလေ့လာပြီးရမေ့သွားပြီလားမေ့တော့မေ့သေးပါဘူးနော်ဆိုတော့ဒီနေ့စမ်းစင်းနဲ့တူတူလေ့လာကြည့်အောင်ဆိုတော့ဂျပန်စာမှာတရပြီးအခရာပေါင်းဘယ်နှလုံးရှိရလဲစုစုပေါင်း40နဲ့မှ6လုံးရှိတယ်ဟုတ်တယ်46လုံးနဲ့မှတရဘယ်နှလုံးရှိလဲတရက5လုံးရှိပါတယ်တရ5လုံးမှာအဲ့ဒီတရ5လုံးကဘာလေးလဲ A I U E O ဆိုပြီးဖြစ်တယ်ဆိုတော့သူ့ကိုဂျပန်လိုအတန်ထွက်မယ်ဆိုရင် R E U A O ဆိုပြီးအတန်ထွက်ပေးရမယ်ရမယ်နော်ဆိုတော့တရ5လုံးခုနက46လုံးနဲ့မှာတရ5လုံးကိုနှုတ်လိုက်ဘယ်နှလုံးကျန်လဲ40နဲ့1လုံးကျန်မယ်40နဲ့1လုံးကအဲ့ဒီက1လုံးကဘာလဲဆိုရင်အရှိတစ်ခေါက်ကဗီဒီယိုမှာလည်းပြောခဲ့တယ်နတ်သက်ဝိဆနှလုံးပေါင်းနဲ့တူတယ်မြန်မာစာမှာဆိုရင်တနည်းအားဖြင့်ပြောမယ်ဆိုရင်ခုနကတရတွေဘီးတွေတရ5လုံးရယ်ပြီးရင်တရနဲ့ဘီးနဲ့ပေါင်းလိုက်ရင်ထွက်ပေါ်လာမယ်ပေါင်းဆက်အတန်တွေရဲ့အနောက်မှာလိုက်ပေါင်းတဲ့အခရာလေးပဲဖြစ်ပါတယ်အဲကြောင့်မလို့အဲ့တစ်လုံးကိုနှုတ်လိုက်တယ်ဆိုရင်ဘီးရဘယ်နှလုံးပဲရှိမလဲဘီးရအလုံး40ရှိမယ်အဲ့ဒီအလုံး40ကိုပြီးခဲ့တဲ့တစ်ခေါက်က5ချောင်း25လုံးလေ့လာပြီးသွားတယ်ဘီး25လုံးနဲ့တရ5လုံးလေ့လာခဲ့ပြီးအလုံး30ပေါ့နော်စုစုပေါင်းဆိုတော့စုစုပေါင်းအလုံး30ကိုpart 1အပိုင်း1ဗီဒီယိုမှာလေ့လာပြီးသွားပြီကဲတရ5လုံးက R E U A O ဆိုပြီးဖြစ်မယ်ဒီဘေးက KST and H နဲ့ပေါင်းတဲ့အတန်လေးတွေရဲ့ပေါင်းဆက်တန်ကိုကြည့်ကြည့်အောင် K နဲ့ရင်စပေါင်းမယ်ခါခီခုခေခို S နဲ့ပေါင်းမယ်စာရှိဒီနေရာမှာပြောရရင်နော် SIC မဟုတ်ဘဲနဲ့ SHI ရှိဆိုတဲ့အတန်လေးထွက်မယ်နော်စာရှိစုစေဆို and KS ဆိုတော့ T နဲ့ပေါင်းမယ် T နဲ့ပေါင်းတဲ့အခါမှာတာချီစခုနကချီနော် TI T မထွက်ဘူးနော်တာချီ CHI ချီပြီးရင် TU 2လို့မထွက်ဘဲနဲ့ TSU 4လို့ထွက်ပေးရမယ် TSU 4ပါတာချီစသေးတိုရမလားဟုတ်ပြီအန်နဲ့ပေါင်းမယ်နာနီနူနဲနော့နာနီနူနဲနော့ရမယ်နော်အန်ပြောလို့ရှိရင် H နဲ့ပေါင်းမယ်ဟာဟီဖူနော်ဖူမဟုတ်နော် HU ဖူမဟုတ်ဘဲနဲ့ FU ဖူပါဖူဟဲဟိုဆိုပြီးဖြစ်မယ်ဆိုတော့အစင်လိုက်ပြန်ရွေးကြည့်အောင်တရ5လုံးကနေ R E U A O ခါခီခုခေခိုတာစနော်စာရှိစုစေဆိုတာချီစသေးထိုနာနီနူနဲနော့ဟာဟီဖူဟဲဟိုဒီရမလားဒါကပြီးခဲ့တဲ့ဗီဒီယိုရဲ့ဒါပြန်လဲနှွေးခြင်းပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့သင်ခန်းစာကိုဝင်ကြရအောင်အားလုံးပဲ ready ဖြစ်ပြီလားဆိုတော့စကြရအောင်ကဲဒီနေ့သင်ခန်းစာမှာဘာကိုသင်မလဲဆိုရင်ခုနက B လက်ကျန်လေးတွေကိုသင်ပါမယ် B လက်ကျန်မှာဟုတ်ပြီနော်ဆိုတော့စမ်းစစ်တော့ပြီးခဲ့တဲ့တစ်ခေါက်က KST and HT လေးလာပြီးပြီဆိုတော့အောက်ကနေ M Y R W N ကိုလေ့လာမှာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့လေ့လာမှာဟာက M ရယ် Y ရယ် R ရယ် W ရယ် N ဆိုတဲ့ on ဒါ N ကကြတော့ဘာလေးလဲဆိုတော့မြန်မာစာမှာဆိုရင်နတ်သက်ဝိဆနှလုံးပေါင်းနဲ့တူညီတဲ့ဟာလေးသူကတော့ခုနကဒီ IU ရဲ့ကိုတရ5လုံးနဲ့ပေါင်းယုံနေမကဘဲနဲ့အကုန်လုံးဘီးတွေစီမှာပါလိုက်ပြီးအတန်ထွက်ပေးရမယ့်စာလုံးတွေပဲဖြစ်ပါတယ်ဟုတ်ပြီနော်ဆိုတော့ဒီနေ့လေ့လာမယ့်စာလုံးကနည်းတယ်ဘာလို့ဆိုရှေ့တစ်ခေါက်ဗီဒီယိုမှာအလုံး30တောင်လေ့လာပြီးသွားပြီဆိုတော့ဒီနေ့ကလက်ကျန်16လုံးပဲလေ့လာမယ်ရမလားဆိုတော့စကြည့်အောင် M နဲ့ဆက်စချင်းပေါင်းမယ်
am နဲ့အပေါ်က r e u a o နဲ့ပေါင်းတဲ့အခါမှာအရင်ဆုံး am နဲ့ a နဲ့ပေါင်းရင်ဘာတန်ထွက်မလဲ ma မ ma မဆိုပြီးထွက်မယ်မြန်မာစာမှာဆိုလဲမဆိုတဲ့ဟာလေးပဲ am ဟုတ်ပြီနော်ပြီးရင် am နဲ့ I နဲ့ပေါင်းမယ် mi မိမိ am နဲ့ u နဲ့ပေါင်းမယ် mu မှုမှု am နဲ့ e နဲ့ပေါင်းမယ် me မဲ့မဲ့ am နဲ့ o နဲ့ပေါင်းမယ် mo မို့ mo မို့ဖြစ်ပါတယ်ရမလားဆိုတော့သူ့ကိုအရင်ဆုံးအနှေးယူကြည့်မယ်မာမီမူမဲမို့နောက်တစ်ခါယူကြည့်အောင်မာမီမူမဲမို့ရမယ်နော် ma mi mu mo ဖြစ်ပါတယ်အမြန်ရွတ်ကြည့်မယ်မာမီမူမဲမို့မာမီမူမဲမို့ရမလားဟုတ်ပြီ am ပြီးတော့ y လာပါမယ် y မှာမှတ်စရာ y က r e u a o တရ၅လုံးလုံးနဲ့မပေါင်းပါဘူးသူကဘာနဲ့ပဲပေါင်းလဲဆိုရင် a ရဲ့ u ရဲ့ o ရဲ့နဲ့ပဲပေါင်းပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင် r ရဲ့ u ရဲ့ o line နဲ့ပဲသူကပေါင်းပါတယ်ဟုတ်ပြီနော်ဆိုတော့ y က y နဲ့ a နဲ့ပေါင်းတဲ့အခါမှာရလို့ထွက်ပါတယ်ရပါရကောက်အတန်ဆိုတာထက်ရပလက်အတန်ဆိုပုံမှန်ပါတယ်ရဟုတ်ပြီနော် ya ရပြောလို့ရှိရင် yu ပါ yu I နဲ့ပေါင်းတဲ့အတန်မရှိဘူးเนาะ y မှာဆိုတော့ u ကိုတန်းသွားမယ် yu ပါပြီးရင် y နဲ့ e နဲ့ပေါင်းတဲ့အတန်မရှိပါဘူး yo ယော့ဖြစ်သွားပါမယ် yo ယော့ရာယူယော့ပါပဲသုံးလုံးပဲရှိမယ်เนาะပြန်ပြောကြည့်အောင် ya ရ yu yo ယော့ဖြစ်ပါတယ်ရာယူယော့ရမလားဆိုတော့ခုနက am နဲ့ဟာကိုပြန်စကြည့်မယ်မာမီမူမဲမို့ y နဲ့ကရာယူယော့သုံးလုံးပဲရှိရနော်ရာယူယော့အလုံးဒီရမလားဒီရပြီဆိုရင်နောက်တစ်ခု y ပြီးဝိုင်းဘာလေးလာအာလာမယ်ဟုတ်တယ်အာလာပါမယ်နော်ဆိုတော့အာကကြတော့ခုနက a i u e o r e u a o နဲ့အကုန်လုံးပေါင်းပါတယ်အာလိုင်းကကြတော့အကုန်ပြန်ပေါင်းမယ်အာမှာမြန်မာလူမျိုးတွေအတန်ထွက်တဲ့အခါမှာဒီရပလက်ကိုရေးချဆွဲတဲ့အတန်လည်းမဟုတ်ဘူးရကောက်ကိုရေးချဆွဲတဲ့အတန်လည်းမဟုတ်ဘဲနဲ့အာတန်ကိုအာတန်အတိုင်းပဲထွက်ပါမယ်ဟုတ်ပြီနော်အာတန်ကိုအာတန်အတိုင်းပဲထွက်မယ်စင်စစ်ပြောတဲ့အာတန်ကိုအာတန်ပြောအာတန်အတိုင်းပဲထွက်မယ်ဆိုတော့ဘယ်လိုမျိုးလဲဆိုတာကိုတော့အတူထွက်ရင်ကြည့်ကြည့်အောင်ဟုတ်ပြီပထမဆုံး r နဲ့ a နဲ့ပေါင်းတဲ့အခါမှာ ra ဒီနေရာမှာရကောက်တန်မဟုတ်ဘူးနော်ရပလက်တန်လည်းမဟုတ်ဘူးနော်ရအာတန်အတိုင်းပဲထွက်မယ်ra ra ပြောလို့ရှိရင် r နဲ့ i နဲ့တွေ့မယ် ri ri r နဲ့ u နဲ့တွေ့မယ် ru ru r နဲ့ e နဲ့တွေ့မယ် re reအာသန်နဲ့ပဲအတန်ထွက်သွားတာနော်နောက်ဆုံး r နဲ့ o နဲ့တွေ့မယ် ro ရို့ဖြစ်ပါတယ် ro ရို့ပါကြမလို့သူ့ကိုတစ်ခေါက်ပြန်ထွက်ကြည့်အောင် ra ri ru re ရို့ဖြစ်ပါတယ်နောက်တစ်ခေါက်ထွက်ကြည့်မယ် ra ri ru re ရို့ရမလားဆိုတော့အမြန်နှစ်ခေါက်ထွက်ကြည့်အောင် ra ri ru re ရို့ ra ri ru re ရို့ရမယ်နော်အာသန်အတိုင်းပဲထွက်သွားတာနော်ဆိုတော့ဒီနေ့သင်ခဲ့တဲ့ဟာကိုအရှိကနေပြန်နှွေးကြည့်မယ် am line ရစမယ်မာမီမူမဲမို့နောက်တစ်ခု y ကတော့၅လုံးနဲ့ပေါင်းမယ်နဲ့၃လုံးနဲ့ပဲပေါင်းတယ်သူကဘာတွေလဲရာယူယော့ပါရာယူယော့ဟုတ်ပြီ r line နဲ့ပေါင်းမယ်ရာရီရူရေရို့ဖြစ်ပါတယ်ရာရီရူရေရို့
ရမလားဟုတ်ပြီဆိုတော့ M ရဲ့ Y ရဲ့ I ရဲ့အထိပြီးသွားတော့နောက်ဆုံးတစ်လုံး W ပဲဖြစ်ပါတယ် W မှာကနှစ်ခုပဲပေါင်းပါတယ်ဘာနဲ့ပဲပေါင်းလဲဆိုရင် R line နဲ့ O line နဲ့ပဲသွားပေါင်းပါတယ်ဘာနဲ့ပဲလဲ R line နဲ့ O line နဲ့ဟုတ်ပြီနော် R line နဲ့ O line နဲ့ဟိအတန်ဂျပန်အတန်ထွက်တဲ့အင်္ဂလိပ်ဟာနဲ့ပေါင်းပြောနေတာ R line နဲ့ O line မှာပဲပေါင်းမှာပဲဖြစ်ပါတယ်အဲ့လိုဆိုတော့ W နဲ့ A နဲ့ပေါင်းတဲ့အခါမှာသူ့ကိုဘယ်လိုထွက်ပေးမလဲဆိုရင် WA ဝလို့ထွက်ပေးပါတယ် WA ဝဟုတ်ပြီ W နဲ့နောက်ဆုံး O ဖြစ်တဲ့ O line နဲ့ပေါင်းတဲ့အခါမှာ WO ဝလို့ထွက်ပါတယ်ဒါပေမဲ့ဒီနေရာမှာဝဆိုပြီးပီပီတတပြီးမထွက်ပါဘူးတခါလေကြာရင် O အတန်လို့ O လို့ပဲကြားရရှိရပါတော့ဆိုတော့ WA ဝနဲ့ WO ဝနဲ့ကိုငါတို့ကဘယ်နေရာမှာအသုံးပြုလဲလို့ပြောရမယ်ဆိုရင် WO ဝကပို့ပြီးတော့ဒါဝိဘတ်တွေမှာအသုံးပြုတယ်ပေါ့ဝိဘတ်ဆိုတာကကိုတို့ဒီတို့ကတို့အဲ့လိုနေရာတွေပါဆိုတော့သူကြီးတက်ကရက်မတည်ဘူးသူကဘယ်လိုနေရာမှာအသုံးပြုလဲဂျပန်ရဲ့ grammar တွေကိုဟုတ်ပြီနော်ဂျပန်စာရဲ့ grammar တွေကိုထောက်ပံ့ပေးတဲ့ဝိဘတ်နေရာမှာအသုံးပြုပါတယ် WO ဝလေးကိုဥပမာထမင်းကိုစားသည်ဆိုရင်ဂျပန်လို့ဆိုရင်go and ota be mas လို့ပြောပါတယ် go and ota be mas ဒီနေရာမှာ go and wo လို့ပြောလိုက်တယ်ဆိုပေမဲ့ go and wo ဆိုပြီးတော့ wo လို့ပြီးပြီးတတ်ကြီးအဲ့လိုတခုတည်းကိုတေးသေးတက်နိုင်မထွက်ဘူးပေါ့နော်အရှိက go and ဆိုတဲ့ထမင်းနဲ့ပေါင်းလိုက်တဲ့အခါမှာသူကအနောက်က wo wo ဆိုတဲ့အတန်လေးကနည်းနည်းလေးမှိန်သွားပြီးတော့ go and wo ဆိုပြီးတော့ပြောရပါတယ် go and ota be mas go and ota be mas အားကြောင့်မို့တစ်ခါလေကြာရင်တချို့ចောင်းသားတွေက wo လို့ o လို့ကြားရတဲ့ဟာရှိရပါတော့ဘာလို့ဆိုတော့သူက o နဲ့ wo ကြားထဲမှာမပီမတအဲ့လိုဟိုဘက်မရောက်ဒီဘက်မရောက်ထွက်တဲ့အတန်လေးဖြစ်တာကြောင့်ဝိုးလို့လည်းပြပြသားသားထွက်เสียမလို့အိုးလို့လည်းပြပြသားသားထွက်เสียမလို့တူကြီးတစ်ခုတည်းကိုထပ်เสียနေရာမရှိတဲ့အတွက်ကြောင့်အရှိကတွဲမဲ့နောင်းနဲ့လိုက်ပြီးတော့ငါတို့ကသူ့အတန်လေးကိုမြင်လေးထွက်ပေးသွားရုံပဲဟုတ်ပြီနော်ဒါပေမဲ့အိုးလည်းမရောက်ဘူးဝိုးလည်းမရောက်ဘူးအဲ့ဝိုးနဲ့အိုးကြားကအတန်လေးကိုဟန်ကိုတာပဲမတ်ကိုဟန်ကိုတာပဲမတ်အဲ့လိုပုံစံမျိုးလေးရမလားအားကြောင့်မလို့ W နဲ့ပေါင်းတာကနှစ်မျိုးပဲရှိပါတယ် WA ဝနဲ့ WO ဝိုးဖြစ်ပါတယ်ရမယ်နော်ဟုတ်ပြီနောက်ဆုံးတစ်ခု N လေးပဲကျန်တော့တယ်ဒီနောက်ဆုံးတင်မဲ့ N ကဟိုအရှိတစ်ခေါက်ဗီဒီယိုမှာတင်ခဲ့တဲ့နာနီနုနယ်နုနဲ့လာမဆိုင်ပါဘူးဒီ N လေးကဘာလဲဆိုရင်တော့နာခုနကပြောခဲ့သလိုပဲနက်သက်ဝစ်စနှလုံးပေါင်းနဲ့တူပါတယ်ခုနက REU ရဲ့ဟိုတရ၅လုံးရဲ့ငါတို့ဒီဘေးကဘီးတွေနဲ့ထွက်ပေါ်ဘီးနဲ့တရနဲ့ပေါင်းပြီးထွက်ပေါ်လာမယ်ပေါင်းဆက်အတန်တွေရဲ့ဘေးနားလေးမှာလိုက်ပေါင်းတာပဲဖြစ်ပါတယ်ဥပမာဆိုရင်ဒီ N နဲ့အပေါ်က REU နဲ့ပေါင်းမယ်ဆိုရင် R နဲ့ N နဲ့ပေါင်းတဲ့အခါမှာ N ဆိုပြီးအတန်ထွက်ပါတယ် M ပါ N ဆိုတော့ငါတို့ R ကိုဝစ်စနက်သက်ဝစ်စနှလုံးပေါင်းမြန်မာစာမှာအတန်ထွက်တယ်လို့ပဲ N ဆိုပြီးထွက်ပါတယ် N ပါဟုတ်ပြီနော်ပြီးရင်E ဆို E နဲ့ဒီ N နဲ့အတန်ထွက်ရင် ing ဆိုပြီးထွက်ပါတယ် ing ပါ ing လို့အတန်ထွက်ပါတယ် ing ဟုတ်ပြီနော်ပြီးရင် RE U နဲ့ဒီယာနဲ့ N နဲ့ပေါင်းမယ်ဆိုရင် on ဆိုပြီးအတန်ထွက်ပါတယ် on ပါ on ပြီးရင် E နဲ့ N နဲ့ပေါင်းမယ်ဆိုရင် N လို့အတန်ထွက်ပါတယ် N N ရမယ်နော်ပြီးရင် O နဲ့N နဲ့ပေါင်းမယ်ဆိုရင် on လို့အတန်ထွက်ပါတယ် on အဲ့လိုအတန်ထွက်ပါတယ်အဲ့ဒီဟာကိုတော့ဒီဗီဒီယိုထဲမှာနာအသေးစိတ်မပြောပါဘူးနောက်ပိုင်းနေမှာနာတို့ N ပေါင်းခြင်းဒီနောက်ဆုံးလေးတစ်လုံးဖြစ်တဲ့ N နဲ့ဒီတရတွေဘီးတွေနဲ့ပေါင်းတဲ့ဟာတွေကိုတီးတန့်ဗီဒီယိုလေးနဲ့အားလုံးကိုတည်တည်ချာချာသင်ပေးသွားပါမယ်ဒီရပါလားကဲလို့ဆိုတော့နောက်ဒီနေ့သင်ခဲ့တဲ့သင်ခန်းစာတွေကိုနောက်တစ်ခေါက်ပြန်နှွေးကြည့်အောင် M line နဲ့ပေါင်းတဲ့ဟာတွေပြန်စမယ်နော် M Y R W N ဆိုပြီးရှိဒီ N ကလေးကတော့ဒါဘဒူးနဲ့မှဒီနေ့သင်ခန်းစာထဲမှာတော့ဘဒူးနဲ့မှတော့ပေါင်းမတင်သေးဘူးသူ့အတိုင်းပဲဒီတိုင်းလေးပဲဒီနေ့မှတ်ထားပြီးရပြီဟုတ်ပြီနော်ဆိုတော့နောက် M Y R W ပေါင်းဆက်တန်လေးတွေပဲနောက်တစ်ခေါက်ပြန်လေ့ကျင့်ကြည့်ကြမယ် M နဲ့ I U A O နဲ့ပေါင်းမယ်နော်မာမီမူမဲမို့ဟုတ်ပြီ Y က၃မျိုးပဲရှိတယ်ယာယူယော့အာတန်တိုင်းပဲထွက်မယ်နော်ရာရီရူရဲရိုရမလားဟုတ်ပြီ W ကနှစ်ခုပဲပေါင်းတယ် WA ဝနဲ့ WO ဝလေးပဲဖြစ်ပါတယ်သူ့ဒီတိုင်းပဲဒီနေရာမှာထွက်ချင်တယ်ဆိုတော့ဝိုးလိုပဲအတန်ထွက်ပေးပါဒါပေမဲ့သူ့အတိုင်းဝိုးဆိုတာကြီးကတန်ထွက်ဖို့ကတော့ဘယ်တော့မှရှိလာမှာမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့သူကအရှိကနောင်တစ်ခုခုနဲ့ပေါင်းပြီးတော့သူ့ဝိဘတ်နေရာမှာအသုံးပြုတဲ့အတွက်ကြောင့်ဝိုးဆိုပြီးတော့ပြပြတ
တာပြက်တာမထွက်ဘူးပေါ့နော်ဒါပေမဲ့ဒီနေရာမှာရွတ်မယ်ဆိုရင်တော့ wo လို့ပဲအတန်ထွက်လို့ရပါတယ် wo wo ပါရမလားပြီးရင်ဒီအောက်က an လေးကိုတော့နာတော့လို့အတန်ထွက်ပါတယ် onပါ on ဟုတ်ပြီနော်ဒီအာကောင်ကိုရှာကလေးအပေါ်တင်ပြီးထိလိုက်ရုံပဲဆိုပြီးတော့ on ရမလားဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုထဲမှာနေရိုမာကြီးနဲ့တင်ဒါဂျပန်အခရာတရဘီအခရာ46လုံးနာကိုလေ့ကျင့်ပြီးသွားပါပြီတကယ်လို့ဆိုတော့နောက်ဆုံးအနေနဲ့46လုံးလုံးကိုအစင်လိုက်ပြန်ပြီးတော့ရွတ်ကြည့်အောင်ဆိုတော့ဒီဘေးနားမှာဇေယျကွက်ကြီးရှိမယ်ဒါကဒါတရဘီအခရာ46လုံးပေါင်းထားတဲ့ဇေယျကွက်ကြီးပါအဲ့ဒီရဲ့အစင်လိုက်တိုင်းတရကနေနာတို့စရွတ်ကြမယ်အာအီဥအေအိုခါခီခုခေခိုအစလိုင်းသွားမယ်စာရှိစုစေဆိုတီလိုင်းသွားမယ်တာချီစသေးထိုအန်လိုင်းသွားမယ်နာနီနူနေနော့ဒီနေရာမှာ no လို့အတန်မထွက်ပဲနဲ့ no လေးလို့အတန်ထွက်ပေးပါနော်ပြီးသွားလို့ရှိရင် h လိုင်းသွားမယ်ဟာဟီဖူဟဲဟိုam line သွားမယ်မာမီမူမဲမို့ y line သွားမယ်ယာယူယော့ r line သွားမယ်ရာရီရူရဲရို့ w line သွားမယ် w ကနှစ်ခုပဲရှိတယ်ဝဝပြီးရင်အောက်ဆုံး an ကလေးက on ဆိုပြီးအတန်ထွက်ပါတယ် on ဒီရမလားကဲလို့ဆိုတော့ဒီနေ့သင်ခန်းစာဗီဒီယိုလေးကတော့ဒီမှာပဲဖြစ်ပါတယ်အားလုံးနားလေသဘောပေါက်ရလွယ်ကူရလားမသိဘူးဆိုတော့နားမလည်ရတခုရှိခင်ဒီဗီဒီယိုရဲ့ comment အောက်မှာပဲမှန်းခဲ့ပေးပါဒီနေ့အားလုံးလောက်ရမယ့်အိမ်စာကဘာလဲဆိုရင်တော့ဒီနေ့အကုန်လုံးသင်ထားတဲ့ဒါတဝက်ထပ်တင်တာပေါ့နော်နောက်အပိုင်း2 part 2လေးကိုသင်ထားတဲ့ဟာရဲ့အရှိတစ်ခေါက် part 1ကပေါင်းထားပြီးတော့အားလုံးစုစုပေါင်း46လုံးလုံးကိုရိုမာကြည့်ရောသူ့ရဲ့အတန်ထွက်အောင်ရအောင်လှုပ်ထားပေးပါအိမ်စာကတော့ထပ်เสียရမလို့သေးပါဘူးအတန်ထွက်နဲ့ဒီသူ့ရဲ့စာလုံးမြင်အတန်ထွက်တဲ့ယုံနဲ့ရရင်ရပါပြီကဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လဲတွေ့ဆုံကြရအောင်အားလုံး fight တင်ပါ see you next video